12ရက်နေ့အဝင်12ရက်နေ့ရက်ကောင်းရက်နဲ့ဖြစ်တဲ့အတွက်ကြောင့်ခင်ဗျာအဲ12ရက်နေ့ဒါအလူကြီးတာလုံးလိုက်ပေါ့နော်ကျွန်မဗျာဒါဆိုဘုံတပြီးတော့12ရက်နေ့ကိုတည်ပြုလိုက်ပါမယ်ဗျာ
ရှင်မနဲ့